အလုံးမင်္ဂလာပါနော်ကျွန်တော်တို့ဒီမှာတပတ်တည်းရစိုးကြီးရှင်ကနေပြန်လဲကြိုလိုက်ပါတယ်ဒီဗီဒီယိုမှာ message ကိုကျွန်တော်ထိတ်စီတက်နည်းကိုရင်ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဗောနော်ဒီထိတ်စီတက်နည်းကတော့ကျွန်တော်ဒီပတ်တော့၅လုံးထိဗောနော်စိတ်ချရအောင်ဗောနော်၅လုံးထိတိုးယူထားပါတယ်နော်ဒီတက်နည်းကိုကျွန်တော်ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဗောနော်အဲ့ဒါ message ကိုချိန်နေတဲ့လို့ယူတော့ဗောနော်မချိန်လဲကြော်သွားလို့ရပါတယ်ဗျာနော်โอเคဆက်လောက်ကြည့်အောင်နော်စိတ်စီတွဲပြီးကောင်းဆိုတဲ့မျိုးတွေကျွန်တော်လုပ်ပြီးမှဖြစ်ပါတယ်ဗောနော်ကြည့်အောင်နော်မင်္ဂလာပါဗျာနော်တော်တည်းဒီ mathematics အစိုးကြီးရှင်တွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာထိပ်စီးတက်နည်းကိုကျွန်တော်ပြန်လဲမျှဝေပေးမှဖြစ်ပါတယ်ဗောနော်ထိပ်စီးတက်နည်းကကျွန်တော်တို့ကဘယ်လိုယူသလဲဆိုရင်ဒီမှာဗောနော်ဒီမှာ833339ကနေကျွန်တော်တို့914ထွက်တဲ့ပင်မှာဆိုရင်เนาะဒီမှာတွက်ထားတဲ့ပေါက်စင်နဲ့833339 64530 983439954ပေါ့เนาะယူတဲ့နည်းကဒီမှာတစ်ကြိမ်နှစ်ကြိမ်တစ်ကြိမ်နှစ်ကြိမ်ဒါဒီအကြိမ်ကြီးတွေယူတယ်ပြီးရင်ပုံတွေ3နဲ့ပေါင်းတယ်ပေါ့เนาะအဲ့ဒီပေါင်းခြင်းကဒီမှာကျွန်တော်ပေါင်းလိုက်တာပေါင်းခြင်းဒီ9လို့ရပါတယ်အဲ့ဒီရလာတဲ့9ကိုကျွန်တော်ပုံတွေ2နဲ့ပေါင်းတော့ခွန်ကို6နဲ့ထပ်ပေါင်းတော့73ပေါ့နော်3ကို9နဲ့ပေါင်းတော့8အဲ့ဒီနောက်8ကိုကျွန်တော်နောက်တစ်ခါ8နဲ့ထပ်ပေါင်းတော့6ဆိုပြီးတော့9ခွန်3 8 6မှာထပ်တော့ဒီ9 1 4ဆိုပြီးတော့ကျွန်တော်ဒီမှာ9ထိပ်စီးဆိုပြီးတော့ယူတာဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးယူတဲ့နည်းဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်339အနေနဲ့ပေါ့နော်339မှာဒီမှာ3ထိပ်စီ35နဲ့မှာ3ထိပ်စီ39နဲ့မှာ3ထိပ်စီ246မှာ2ထိပ်စီ3နဲ့4မှာ3ထိပ်စီ65နဲ့မှာ8ထိပ်စီ665မှာ8ထိပ်စီပေါ့နော်356မှာ3ထိပ်စီ646မှာ6ထိပ်စီ998မှာ9ထိပ်စီဖြစ်ပါတယ်696မှာ6ထိပ်စီဖြစ်ပြီးတော့898မှာ8ထိပ်စီ996မှာ9ထိပ်စီ9နဲ့မှာ9ထိပ်စီပေါ့နော်6နဲ့9မှာ6ထိပ်စီ963မှာ9ထိပ်စီ666မှာ8ထိပ်စီ339မှာ3ထိပ်စီရဲ့914မှာ9ထိပ်စီဖြစ်ပြီးတော့ဒီအရင်ဘက်ကထွက်သွားတာဒီ6တင်းနှစ်ဆိုပြီးတော့ကျွန်တော်6ထိပ်စီကို9လုံးထိတိုးယူလိုက်တယ်ပေါ့နော်ဒါကတော့နော်ပို့ပြီးတော့အားတာမယ်ထင်လို့ပေါ့နော်ပို့ပြီးတော့အားတာမယ်ထင်လို့ကျွန်တော်ဒီ9လုံးထိတိုးယူရဖြစ်ပါတယ်နော်မပြတ်သေးတဲ့ site အနေနဲ့ပေါ့နော်ကျွန်တော်ဒီပတ်တော့9လုံးထိတော့တိုးယူမှာဖြစ်ပါတယ်ပေါ့နော်9ခွန်3ရှင်း6မှာ6တင်းနှစ်ဆိုပြီးတော့6ထိပ်စီကို6ထိပ်စီလို့ထွက်သွားပါတယ်ပေါ့နော်အဲ့ဒီ9ခွန်3 8 6လို့ရတဲ့အပြင်မှာကျွန်တော်တို့ဒီအရင်ဘက်ကပေါ့နော်ဒီမှာ2 9 5 1 4 4ခွန်4 3 6 1 1 3 8 5 1 3 9 8ဆိုပြီးတော့ထပ်ထားတဲ့ပေါက်စင်မှာဒီမှာတစ်ကြိမ်နှစ်ကြိမ်တစ်ကြိမ်နှစ်ကြိမ်စီဒီမှာ3ကြိမ်ဒီမှာ3ကြိမ်ဒီမှာတစ်ကြိမ်ပုံတွေ3နဲ့ပေါင်းတာပေါ့နော်အဲ့ဒီမှာပေါင်းရှင်းရလက်ကကျွန်တော်9လို့ရတယ်9ကိုနဲ့ပေါင်းတော့ခွန်ကိုကျွန်တော်တို့6နဲ့ပေါင်းတော့ခွန်ကို6နဲ့ပေါင်း73 3ကို9နဲ့ပေါင်းတော့8ပေါ့နော်8ကိုကျွန်တော်တို့ပုံဒီ8နဲ့ထပ်ပေါင်းတော့16ဆိုပြီးတော့9ခွန်3 6 6မှာ6တင်းနဲ့လို့ထပ်တော့တယ်ဆိုကြောင်း6ထိပ်စီးကို6ထိပ်စီးဆိုပြီးတော့ကျွန်တော်ရလာတာဖြစ်ပါတယ်ပေါ့နော်ဒီလာမဲ့2ရက်5လ2026 8ကျင်အတွဲထိပ်စီး9လုံးပေါ့နော်ထိပ်စီးတွေ့နည်းကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီအချိန်ကထွက်ထားတဲ့ပေါက်စင်ကကျွန်တော်ဒီ339ရေနော်339ရေ6တင်းနှစ်ဆိုပြီးတော့ပထမလုံးထွက်ထားပါတယ်နှလုံးတိုက်ကကျွန်တော်ဒီခွန်ဆိုပြီးတော့ပူထထားပါတယ်အရှိ3လုံးမှာ355ပေါ့နော်355ရေ138ဆိုပြီးတော့ထထားပါတယ်ပြီးရေအနောက်3လုံးမှာပူ668ခွပူရေနော်4နဲ့4ခွပူဆိုပြီးတော့ထထားပါတယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ထထားတဲ့ပေါက်စင်ကကျွန်တော်ဒီအတိုင်းမယူပါမယ်ဒီမှာအလေကနန်းမှာတစ်ကြိမ်နော်ပြီးရင်နှစ်ကြိမ်တစ်ကြိမ်ဒီပါလေနှစ်တစ်နှစ်ပေါ့နော်ပြီးမှာမယူဘူးဒီမှာထိပ်စီက3ကြိမ်ဒီမှာမယူထိပ်စီက3ကြိမ်မယူဘူးနောက်ပိတ်ကတစ်ကြိမ်ပေါ့နော်ဒါကိုပုံဒီ3နဲ့ပေါင်းပါတယ်ပေါ့နော်ဒီမှာ3ညတစ်ကြိမ်က3ည6နဲ့4က7နဲ့တစ်တစ်ကြိမ်က1နှစ်နဲ့4ဒီ4ဖြစ်ပါတယ်3 4ဒီ9ပေါ့နော်8 3 4ဒီ24ဖြစ်ပါတယ်ဒီမှာ4တစ်ချိန်က4ပုံဒီ3နဲ့ပေါင်းပါတယ်ပေါ့နော်ကျွန်တော်ပေါင်းရှင်းတဲ့ညပါ1နဲ့9နဲ့ပေါင်းတော့30 4နဲ့ပေါင်းရှင်းဒီ6ကို4နဲ့ပေါင်းတော့30ဖြစ်ပါတယ်
အဲ့ဒီမှာ channel မှာက4နဲ့3ပေါ့နော်4နဲ့3နဲ့ပေါင်းရှင်းပြီးခွန်လို့ရပါတယ်ရလာတဲ့ခွန်ကိုကျွန်တော်ပုံဒီ2နဲ့ပေါင်းတော့9လို့ရပါတယ်ရလာတဲ့9ကိုကျွန်တော်ပုံဒီနောက်တစ်ခါ6နဲ့ထပ်ပေါင်းပါတယ်9နဲ့6နဲ့ပေါင်းရှင်းပြီး15ဆိုတော့9လို့ရတယ်အဲ့ဒီရလာတဲ့9ကိုပထမဒုတိယတတိယတစ်ခါပုံဒီ9နဲ့ပေါင်းတော့9နဲ့9နဲ့ပေါင်းရှင်းပြီး10ဖြစ်ပါတယ်တုံရပါတော့နောက်ဆုံးကနေပုံဒီ10နဲ့ပေါင်းတော့10နဲ့3နဲ့ပေါင်းရှင်းပြီး10ဆိုပြီးတော့ရနေပါတယ်ပေါ့နော်ဒီလာမယ့်2ရက်5လ2026 8ကြီးထိတ်ကြီးမှာခုံပိုး9တင်ရ8လို့ရနေပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အားနေပေါ့နော်အားနေထိတ်ကြီး9လုံးကတော့1ရယ်2ရယ်3ရယ်4ရယ်6ရယ်ဒီထိတ်ကြီး9လုံးကြိုက်တဲ့နေ့ဆိုရှိရင်တော့အားနေတဲ့မှာပါတယ်ပေါ့နော်ရှင်းရှင်းသုံးပြီးကြပါတော့နော်အဲ့ဒါတော့ရှိပါတယ်ကျွန်တော်တို့ဒီထိတ်ကြီးပဲနည်းကတော့ဒီကနေ့9လုံးကတော့ဘယ်လိုစပေးလာတယ်လဲဆိုရင်ကျွန်တော်တို့ဒီ3တုံရ9ကနေတော့3တုံရ9နဲ့စတာလည်းဖြစ်ပါတယ်ဒီမှာနော်စတိုက်ပေးလာတယ်ဒီ9လုံးနေပေါ့နော်ဒီ9လုံးမှာစတိုက်ပေးလာတယ်ဖြစ်ပါတယ်ကျွန်တော်တို့ကနော်ဒီရင်တာကတော့ကျွန်တော်4လုံးကြည့်ပါပဲပြတ်တော့ပါတယ်ဒီပတ်တော့9လုံးကြည့်ပြီးလိုက်တယ်နော်ဒါစိတ်ချရအောင်နော်ပုံပြီးနော်6ထိပ်စီးဆိုပြီးတော့9ခွန်386နော်ဒီထိပ်စီး9လုံးလို့ရနေပါလေပေါ့နော်အဲ့တော့ကိုကျွန်တော်ပြတ်ပေးချင်းဖြစ်ပါတယ်မိတ်ဆွေတို့6ခုရမလို့မျိုးလင်းပါတယ်ပေါ့နော်စနေတဲ့တော့ဒီတော့မှာနော်စနေတဲ့ရင်ကျွန်တော်ဆွေးနွေးလိုက်ဆိုတော့ share လေးလုပ်ကြအောင်နော်နောက်ဗီဒီယိုမှာဘယ်ဟာတင်ပေးရမလဲဆိုတာ comment မှာဝင်ကြည့်ပေးလို့ရပါတယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးလည်း6ခုရပါပြီပေါ့နော်ခုံကို9တုံမြ10ဖြစ်ပါတယ်နော်ထိပ်စီနော်โอเคဒါတော့ထိပ်စီတွဲနည်းဖြစ်ပါတယ်ပေါ့နော်တို့ဒီထိပ်စီတွဲနည်းကတော့3တုံမြ9ကနေစပေးလာတဲ့ site ပေါ့နော်တို့တေချာအောင်ဒီ site ကိုသုံးတာဖြစ်ပါတယ်ဒီလာမဲ့အချိန်ကတော့ထိပ်စီ9လုံးကတော့ကျွန်တော်ဒီခုံရယ်နော်ခုံကို9တုံမြ10ထိပ်စီလို့ရနေပါတယ်ပေါ့နော်ဒီခုံကို9တုံမြ10ထိပ်စီကြိုက်တဲ့မိတ်ဆွေရှိရင်တော့ယူသုံးပါနော်မကြိုက်တဲ့မိတ်ဆွေကတော့မတုံးလို့ရနော်ဒီထိပ်စီတွဲနည်းမှာဆိုရင်ကျွန်တော်ဒီ1 2 3 4 6ထိပ်စီကတော့အားနည်းနေမှာပါနေပါတယ်1 2 3 4 6ထိပ်စီကြိုက်တဲ့မိတ်ဆွေရှိရင်ရှင်းရှင်းသုံးပြုစီရှင်ပါတယ်ပေါ့နော်ဒါပေမဲ့အမှားမှန်ရှိပါတယ်မိတ်ဆွေတို့ကြိုက်နေတဲ့မှာတော့သုံးပါပါနော်ကျွန်တော်တော့တွဲနည်းတွေကိုပြန်လည်မျှဝေပေးရှင်းတာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့အားလုံးပဲထောက်ကူရပါစီပါနော်အားလုံးပဲကန်ကောင်းကြပါစေဒီရှစ်ချိန်မှာအားလုံးပဲကန်ဆက်ကြပါစေပေါ့နော်နောက်ဗီဒီယိုမှာပဲကျွန်တော်ပေဘရိတ်လို့ပေကီလို့တင်ပေးပါမယ်ဗျာနော်အားနဲ့ကီအားနဲ့ဘရိတ်အားနဲ့တင်ပေးပါမယ်အလေပေလို့တင်ပေးပါမယ်ဗျာနော်ဟုတ်ကဲ့ထောက်ကူရပါစီဗျာနော်ကျန်တဲ့ရင်ကျွန်တော် channel ကို like subscribe share တွေလုပ်ထားပါဦးဗျာနော်အားလုံးကိုလပ်ပါဗျာနော်